ရောပတိုက်မြောက်ဘက်အစွန်းစကန်ဒီနေဗီးယားကျွန်းဆွယ်ပေါ်မှာတည်ရှိတဲ့နော်ဝေနိုင်ငံဟာကမ္ဘာပေါ်မှာနေထိုင်ရအကောင်းဆုံးတဘာဝအလားပါအရှိဆုံးနဲ့အချမ်းသာဆုံးနိုင်ငံတွေကတစ်ခုဖြစ်ပါတယ်။နော်ဝေနိုင်ငံရဲ့စိတ်ဝင်စားဖွယ်အချက်အလက်တွေကိုကနအလိုက်အောက်ပါအတိုင်းရှင်းပြပေးလိုက်ပါတယ်။၁အခြေခံအချက်အလက်များမြို့တော်အော်စလိုခစ်မီဖီစိန်လန်းဆိုပြီးတဲ့မြို့ကြီးဖြစ်ပါတယ်။ဘာသာစကားနော်ဝေဂျီယန်မှာရုံးထုံးဘာသာစကားဖြစ်ပြီးလူဦးရေအများစုကအင်္ဂလိပ်ဘာသာစကားကိုအလွန်ကျွမ်းကျင်စွာပြောဆိုနိုင်ကြပါတယ်။ငွေကြေးနော်ဝေခရိုနီ NOK အုပ်ချုပ်ရေးစီမင်းကန်ဘရင်စနစ်ဖြစ်ပါတယ်။နှင်းတဘာဝအလှတရားနဲ့ Fiat နော်ဝေဟာသူ့ရဲ့ထူးခြားလှပတဲ့ကမ်းရိုးကန်အနှိမ့်မြင့်တဲ့ကြောင့်ကဘာကျော်ပါတယ်။ Fiat ရေခဲမဲ့တွေတိုက်စားမှုကြောင့်ဖြစ်ပေါ်လာတဲ့ပင်လယ်ရေအိုင်ကြီးတွေကုန်းတွင်းပိုင်းအထိနှက်ဆိုင်ဟွာဝင်ရောက်နေတဲ့ရှုခင်းတွေဟာနော်ဝေရဲ့ပြရုပ်ဖြစ်ပါတယ်။ Geranger Fiat နဲ့ Nareya Fiat တို့ဟာ UNESCO အမွေအနှစ်ယူနေရာတွေဖြစ်ပါတယ်။ Midnight Sun နွေရာသီမှာနိုင်ငံမြောက်ဘက်ပိုင်းမှာနေဟာတစ်နေ့လုံးရဆက်၄နာရီပတ်လုံးမဝင်ပဲထွန်းလင်းနေတတ်ပါတယ်။ Northern Lights Aurora Borealis ဆောင်းရာသီမှာကောင်းကင်ယံမှာကခုန်နေတဲ့ရောင်စုံအလင်းတန်းတွေကိုမြင်တွေ့နိုင်တဲ့ကမ္ဘာအကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။၃စီးပွားရေးနဲ့လူမှုဖူလုံရေးနော်ဝေဟာကမ္ဘာအချမ်းသာဆုံးနိုင်ငံစီးရင်မှာအမြဲပါဝင်ပါတယ်။တញ្ញံစရေနိုင်တဲ့တဘာဝဓာတ်ငွေအများအပြားထွက်ရှိပါတယ်။တို့ပါလဲသူတို့ကရေနိုင်ငတ်ရတဲ့ဝင်ငွေတွေကိုအနာဂတ်မျိုးဆက်တွေအတွက် National Pension Fund အဖြစ်စနစ်တကျအစုဆောင်ထားပါတယ်။လျှက်စစ်ကားနော်ဝေဟာကမ္ဘာပေါ်မှာလျှက်စစ်ကားအသုံးများဆုံးနိုင်ငံဖြစ်ပြီး2025ခုနှစ်မှာစီတုံးကားစစ်ရောင်းချမှုကိုအပြီးတိုင်ရပ်တန့်မှုရည်မှန်းထားပါတယ်။ပျော်ရွှင်မှုကမ္ဘာပျော်ရွှင်မှုအရှိဆုံးနိုင်ငံစီးရဲမှာလည်းအမြဲထိပ်တန်းကပါဝင်ပါတယ်။ Viking တမိုင်ကြောင့်နော်ဝေဟာရှေးခေတ်ကပင်လယ်ပင်ကိုစိုးမိုးခဲ့တဲ့ Viking မြောက်၏နေရပ်ဖြစ်ပါတယ်။သူတို့ရဲ့သင်္ဘောတိဆောက်မှုအတတ်ပညာနဲ့ရဲရင်နဲ့စူးစမ်းရှာဖွေမှုတွေဟာတမိုင်းမှာအလွန်ထင်ရှားပါတယ်။အစားအစာနဲ့အားကစားဆယ်မွန်ငါးဟာနော်ဝေကအထူးထွက်ရှိရာနိုင်ငံဖြစ်ပါတယ်။ယနေ့ကမ္ဘာတစ်ဝိုက်မှာစားနေတဲ့ဆယ်မွန်ငါးဆူရှိဆိုတာတကယ်တော့နော်ဝေကဂျပန်ကိုမိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။စောင်းရာသီအားကစားစကိတ်စီးခြင်းရဲ့မွေးရပင်ဖြစ်ပြီးစောင်းရာသီအိုလံပစ်ပွဲတွေမှာရွေးတစိအများဆုံးရရှိလေရှိတဲ့နိုင်ငံဖြစ်ပါတယ်။စိတ်ဝင်စားဖို့အချက်အလက်တို့များနိုဘယ်လ်ဂရင်းချမ်းစင်ဟာနိုဘယ်ဆု9မျိုးထဲမှာငင်းချမ်းဆုတစ်ခုတည်းကိုသာနော်ဝေနိုင်ငံအော်စလိုမြို့မှာပေးအပ်တာဖြစ်ပါတယ်။ဂျန်လက်4မျိုးကိုဆွီဒင်မှာပေးပါတယ်။ထောင်ကျစနေနော်ဝေရဲ့ထောင်တွေဟာဟိုတယ်တွေလိုပဲလူသားဆိုင်ရာထားရှိပြီးအချင်းသားတွေကိုပြန်လည်ပြုပြင်နေတဲ့ပုံမှာပဲအထူးအလေးပေးပါတယ်။လောင်းရန်ပိုင်နော်ဝေနိုင်ငံရဲ့ဒီမြို့လေးမှာလူသေးရင်မြေမြုပ်ခွင့်မရှိပါဘူး။ဥပဒေကတားမြစ်ထားပါတယ်။အကြောင်းလင်းကတော့အလွန်အေးလွန်းတဲ့အပေါ်ရုပ်အလောင်းတွေကမြေကြီးထဲမှာမပုတ်သေးပဲအများရှိနေလို့ပါ။